ကဲဒီနေ့တော့ကျွန်တော်တို့အောက်တိုးပွတ်ထွက်လေးထွက်ရိုက်ဖြစ်တာဖြစ်ပါတယ်အခုကတော့သွားနေတော့ပေါ့နော်ခဏနေဆိုရင်ကျွန်တော်တို့သွားမယ့်နေရာဒီကိုနောက်ထပ်2မိနစ်ဆိုရောက်တို့အောက်တိုး shooting ရိုက်ဖို့ပေါ့နော်ညီမလေးတယောက်နဲ့ချိန်ထားတာပေါ့နော်ဒီအခုရိုက်မယ့်နေရာကတော့ Asia Tip နေရာလေးဖြစ်ပါတယ် Asia Tip မှာ portrait ပေါ့ပါလေးရိုက်မှာဖြစ်ပါတယ်ဘန်ကောက်ကိုလဲလာတဲ့လူကြီးဆိုရင်တော့ကျွန်တော်စီမှာဆိုရင်ဒီကားငါဝန်ဆောင်မှုလေးပါကျွန်တော်ကလုပ်ပေးတာဖြစ်ပါတယ်ဘန်ကောက်မြို့နေရာအနှံ့လိုက်ပို့ပေးပြီးတော့ကျွန်တော်တို့အလဲရင်းနဲ့ဓာတ်ပုံတွေမှာပုံလှလေးတွေရိုက်ချင်တယ်ဆိုရင်လည်းကျွန်တော်ရှိမှာရိုက်လို့ရပါတယ်ခင်ဗျာဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့Asia Tip မှာပို့ထွက်လာရိုက်တာဖြစ်ပါတယ်ကျွန်တော် model ကိုအခုစောင့်နေရပါတော့ခဏနေ model ကတော့ရောက်လာတော့ပြီးတော့ပါတယ်အခုခဏနေကျွန်တော်ဒီ portrait scene လေးစပြီးတော့ရိုက်တော့မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးစောအောင်ကြည့်ပေးဖို့မြတ်ရရက်ခံပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုတော့ shooting စနေပြီပေါ့နော် shooting ကတော့စနေပြီတပုံရိုက်နေတဲ့ဝါသနာရှင်ကြီးလေးတွေလည်းဆောင်ရန်ရှောင်ရန်လေးတွေကျွန်တော်ဒီဗီဒီယိုလေးထဲမှာထည့်ပြီးတော့ပြောသွားပြီးတော့မှဖြစ်ပါတယ်ချစ်ကိုခြေတော်လေးတစ်ဖက်လမ်းလိုက်ညီမလေး okay လက်လေးဒီဘက်တော့ဒီဘက်လက်လေးနဲ့လောက် okay yes okay now ready 1 2 go one more အဲ့ဒါလေးပဲ yes okay ပါကျွန်တော်တို့ဓာတ်ပုံဆရာတွေအနေနဲ့ရိုက်တော့မယ်ဆိုရင်ပေါ့နော်နံပါတ်1အရေးကြီးဆုံးက location ပေါ့နော် location နဲ့ကိုရိုက်မဲ့ look ကလေးရဲ့နေရာလေးတွေကိုကျွန်တော်တို့တည်ထားဖို့လိုပါတယ်နံပါတ်2အရေးကြီးတာကတော့ဗာလဲဆိုတော့ကျွန်တော်တို့ပိုစင်ပေါ့နော်ကိုရိုက်မဲ့ဝတ်စုံနဲ့ကိုရိုက်မဲ့ဟာလေးတွေကိုပိုစင်ကိုကျွန်တော်တို့ပေးတတ်ဖို့လိုပါတယ်ကိုတိုင်နိုင်ကပိုစင်ပေးတတ်အောင်လဲကျင့်ပေးပြီးတော့ပို့ပေါ့နော်ပို့ပေးတတ်အောင်ကိုတိုင်နိုင်ကလည်းလှုပ်ပြပေးတတ်ဖို့လိုပါတယ်အဲကြောင့်မို့ post ပေးကလည်းအရေးကြီးပါတယ်ခင်ဗျာOkay ရပြီနောက်တစ်ခုကပေါ့ကျွန်တော်တို့ဒီဓာတ်ပုံရိုက်တော့မယ်ဆိုရင်နှက်ထွက်လိုက်ရိုက်တော့မယ်ဆိုရင်ကျွန်တော်တို့အချိန်ကအရေးကြီးပါတယ်ဆော့ဖြစ်စီတဲ့အချိန်လေးဆိုရင်ကျွန်တော်တို့မနက်ခင်းဆိုရင် sunrise အချိန်လေးကနေမနက်6နာရီကနေကျွန်တော်တို့8နာရီလောက်ထိအောင်ကောင်းစီပြီးတော့ညနေ sunset အချိန်မှာဆိုရင်4နာရီခွဲကနေ6နာရီထိုးထိအောင်တော့ရိုက်လို့ကောင်းပါတယ်ခင်ဗျာအဲ့လိုဆော့ဖြစ်စီတဲ့အချိန်လေးတွေလည်းကျွန်တော်တို့ဓာတ်ပုံဆရာတွေကတီးဖို့လိုပါတယ်နေ့လယ်ဘက်ကိုနှက်ထွက်ရိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့lighting ကျွန်တော်တို့ရဲ့ site ချက်ပေါ်မှာ lighting တွေကပြင်းကျနေတဲ့အခါကျတော့ကျွန်တော်တို့အရန်တတိထားရတယ်ပေါ့နော်အဲ့အလေးတွေကိုရှောင်ရှားကြပါခင်ဗျာ Okay အဲ့ဒါလေးဒီဘက်အင်ကြီးလေးပကောကချလိုက်sorry နော်ဒီအမွေးလေးပေါ့အောက်နည်းနည်းချဒီနောက်လောက်လေးချ yes Okay အဲ့ဒါလေးလာတယ်တစ်ဖက်ကအင်ကြီးလေးကိုကြိုက်လိုက်အများကြီးမကြိုက်နဲ့မလာတော့နည်းနည်းရရင်မကြိုက်လည်းမကြိုက်နဲ့အောက်ချလိုက်လက်လေးတင်လိုက်မကြိုက်တော့နဲ့လက်လေးပဲတင်လိုက် Okay 1 2 go ချစ်တော့ကတစ်ဖက်နောက်နည်းနည်းဆိုနည်းနည်းလေးကွေးလိုက် yes အခုကျွန်တော်ရိုက်နေတဲ့နေရာကတော့တကယ်ထိုင်းနိုင်ငံမှာဆိုရင် foreigner တွေအများစုလာလေတဲ့နေရာပေါ့နော်အဲ့လိုနေရာတွေတတိထားရမှာကဘာလဲဆိုတော့ကျွန်တော်တို့လူတွေအရန်ရှုပ်တဲ့ပြဿနာပေါ့အဲ့လိုလူတွေရှုပ်တဲ့ပြဿနာဆိုရင်တို့ရက်ပေးရတဲ့အချိန်လေးတွေကိုကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့အလေးတွေကိုလည်းကျွန်တော်တို့ဘက်ကနေတည်ထားဖို့လိုပါတယ်ခင်ဗျာအဲ့တော့ဒီညီမလေးနဲ့အခုတော့ shooting ပြီးသွားပြီပေါ့နော်ဆက်တော့ shooting စတယ်နိုင်ဝက်လောက်ဆိုတော့ကျွန်တော်တို့ shooting ပြီးသွားပြီအဲ့တော့ကျွန်တော်ဒီ model ညီမလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ညီမလေးနာမည်ဘယ်လိုခေါ်လဲထက်ရှင်လဲနော်ဟုတ်ကဲ့ပါပုံလေးတွေထွက်လာရင်လည်းကျွန်တော်တို့အားပေးကြပါဦးအဲ့တော့ညီမလေးနဲ့ဓာတ်ပုံရိုက်ချင်တဲ့ဓာတ်ပုံဆရာများရှိရင်လည်းပြောပါကျွန်တော်ဒီညီမလေးရဲ့အကောင့်ကိုကျွန်တော်ရဲ့ဒီ comment အောက်မှာချထားပေးမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီ shooting လေးပြီးပြီဆိုတော့ဗီဒီယိုလေးကြည့်ပြီးရင်ပုံလေးတွေထွက်လာရင်လည်းအားပေးကြပါဦးခင်ဗျာ